ပါဗျာနော်ဒီနေ့မှလည်းတကယ်ချင်းနဲ့တူကျွန်တော်ပြန်လည်ရှိမဲ့ဗီဒီယိုဖိုင်ရတော့ဒါဒီရက်ထဲမှာမိုးတွေကြီးပြီးတော့နော်ရေတွေရှမ်းပြီးတော့တောင်ကြီးတွေပြိုပြီးတောင်ကြီးတွေဒါရှိနေတယ်မြန်မာနိုင်ငံဒါဗီဒီယိုဖိုင်တိုးထွားလေးတွေကိုကျွန်တော်စုစည်းပြီးတော့ဒါပြန်လည်ပြီး vision လုပ်ပြီးတော့ဖြစ်တယ်ဗျာနော်ဒီတို့ကြောင့်ကျွန်တော်လည်းဒီဗီဒီယိုဖိုင်လေးကိုစာဆုံးလိုက်ပဲကြည့်ရှုကြပါဦးဗျာနော်ဒီရေရှိကြလာတာရောဒါသားရပြောလို့ဆိုတာဒီကနေ့တော့ရတာဆောက်ကြည့်နေတာနော်တော့ရှာရောတော့ကြိုက်ပြီးတော့နော်ဒါပေါ်ပေါ်လေးတွေဒါများပြီးတော့ကြိုက်တယ်ဒီတော့ရှိတာပါဒါဒီဆောက်လာပါရင်ဒါ10ရက်ပြီတော့2015ပေါ့နော်ဒါဒီရဲ့ဒီမှာ9ရက်လောက်ရှိပြီဆိုတော့ဒီဒီဆက်တော့ကြာတော့တယ်ပေါ့နော်ဒါဖြစ်သွားတယ်လည်းဒီကဖြစ်ရတာပေါ့ညာဒီကလေးဖြစ်တယ်ပေါ့ဒါမိုးဒီရောဘယ်လိုညာပြီးတော့တောင်းကြရစီစဉ်ပြီးတော့တော့ဒီရွာတဲ့ကြက်ချက်ဆောတော့တောင်းတက်စီရအောင်ကြတော့ဒါဒီတိတ်တက်လက်ဖြစ်နေတာဒါဒီလက်ဆိုင်ဒါဒီလေးဆိုလို့ဖြစ်နေတာနော်ဆက်ကြည့်ရအောင်စက်လို့ကြတော့ညာလေးတိုင်းဒီလိုလိုပဲကြတော့ဒါ10ရက်နော်6လလောက်20လလောက်မှာညာလေးတိုင်းဒီလိုလိုကတော့10ရောလေးဒီလိုလိုဆိုတော့ဒါလေးပေါ့နော်ဒီမှာလည်းဒီရတဲ့ပြားမှာဒါဒီကြည့်နေတဲ့ဟာလေးကိုစီစီပြီးတော့ဒါဒီရှင်းတယ်လို့ပြောတယ်နော်တော့ပေါ့လေနော်ဒါလေးတိုင်းဒီလိုလို10ရောလေးဆိုတော့10ရောလေး10နော်ဒီချန်ပြီးတော့ဒါဒီဆိုကြတယ်နော်ဒီပြန်ပြီးတော့ဖုတ်ပြလိုက်တယ်ဒီဟာလေးဆက်ရှာနော်ဒါကတော့တော့တနေရပါဗျာနော်ဒါဒီမှာနိုင်ငံလေးရပါဗျာဘယ်နေရာလဲလို့ပြောတယ်ကြည့်ပါဦးဗျာနော်စီးလိုက်တယ်ထွက်ချရတယ်အဲ့တော့ဒါချီလိုက်လို့ကြည့်ရကြတော့ဒါချီလိုက်တာလည်းကြည့်ပါဦးနော်ဟုတ်ကြတယ်ကြည့်ပါဦးနော်ခံပါချင်းအဲ့ဒါကျတော့မတိတတာပဲဆိုင်ရဲ့ဒီအခြေအနေလေးပါတော့ရှင်ဒါကြည့်လို့အဲ့ဒါကျတော့ရွှေနန်းတော်ဖက်လေးပါရှင်ဒီလာအရင်မြင်လို့ဖြစ်ချင်းကားတွေမရွှေရရအောင်အဲ့ဒါကျတော့မဲဆိုင်ဖက်လေးပါရှင်အားလုံးပဲကျွန်တော် vision ဗီဒီယိုတင်ဆက်မှုတွေကတော့ဒီလောက်ပါဗျာနော်ဒီဗီဒီယိုလေးကြည့်ပြီးတော့တကယ်ချင်းတွေလည်းနော်ဒါဒီရက်ထဲမှာလေကြီးမိုးကြီးမိုးတွေတီးဆန်တော့ရပြီးတောင်ကြီးတွေပြိုပြီးတော့
တောင်ရီတွေစီးဆင်းနေတဲ့အတွက်เนาะတကယ်ချင်းတို့တွေသွားလာတာယူဆိုင်ကြဖို့အားလုံးကိုဒီကနေပြီးတော့တိုက်တွန်းချင်ပါတယ်ဗျာเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကို issue ပြီးတကယ်ချင်းတို့တွေလည်းသိပညာဘူးတုတာလေးတွေရကြပါစေဗျာเนาะနောက်ဗီဒီယိုဖိုင်လေးမှာလည်းကျွန်တော်ဟာတာလေးတွေစိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေဘူးတုတာရတဲ့အကြောင်းအရာလေးတွေကိုစူးစီးပြီးတော့ reaction လုပ်ပြတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်းတကယ်ချင်းတို့တွေစောင့်ကြည့်ကြည့်ရှုပြီးအားပေးကြပါဦးဗျာเนาะကဲနောက်ဗီဒီယိုဖိုင်လေးမှာကျွန်တော်တို့ပြန်တွေ့ကြမယ်